မင်္ဂလာနံနက်ဟမ်ဟေ့ဘာလဲငါလေးပေါ်မှာပြန်နေဟာဝမ်ပေါ်ဘာဖြစ်နေရလဲအားလုံးမင်္ဂလာပါဒီနေ့မှာတော့ one block map ဆော့ရမှာဖြစ်ပါတယ် let's go ဒီမှာတော့တုံးရှိနေအောက်မှာလည်းဘာမှမရှိဘူးဒီပေါ်မှာနေနေရတဲ့ဆိုင်တော့ပြေးသွားတာတော့ပိုကောင်းမယ်ထင်ပါတယ်bye bye ငါ respawn ပြန်လုပ်ကြည့်နော် wait what oh တုံးရဟာဒါလေးနဲ့နေရာချဲလိုက်မယ်ဟာဘာဖြစ်တာ chest oh အာလူနှလုံးရတယ် apple နှလုံးရတယ်ပြီးသွားရင်ပန်းနေရတော့ဒီကရတယ်ဘာဖြစ်လို့မလဲဒီပန်းနေရ oh pumpkin seed okay ဒီ chest ကိုလည်းမားလိုက်ပါ dot ဟဲ့ဘာလဲနွားတရားဟေးတွားနေအောင်တနာစတူးထားမယ် oh yes တက်တုံးနေရလာကဲနည်းပါနေရာလေးပါချဲလိုက်ပါခုနကငါမ chest တုံးရှိတယ်လို့ okay chest ထဲကိုငါပစ္စည်းလေးထည့်ရမယ်ဘာတရတော့အရင်မကြည့်ပါဘူးပစ္စည်းလေးတာပြီးရင်အဲ့လိုပဲကြည့်လားကိုဒီလိုနေရာချက်နေတဲ့အချိန်မှာပြုတ်ကြဝိုင်းခါတော့အမသေဝိုင်းကွာပစ္စည်းရပြန်မရနိုင်ဘူးလေအဲ့ဒါမ chest ထဲထည့်တာပိုကောင်းပါတယ်နေရာလေးချဲ့မယ်ဒီ one block map ကိုလေဘယ်ကဆိုလို့ဆိုတော့ပြီးရင်ပြောပြရမယ်ဗီဒီယိုအဆုံးထိလိုက်ကြည့်ပြီးကြပါရှိတော့ဟာအော်မတုံးချက်ပြရတယ်ရဟုတ်ဆိုရညလည်းရောက်နေပြီမလားထွက်နေပြီဆိုတာကျဲရရောပဲတော့ရokay ဒီကနေ့ဒီရမယ်okay နောက်ထပ်တစ်တုံးထည့်ရတယ်ဒီကတော့ဓာတ်တီးပဲတစ်တုံးဒါယူတစ်နော် okay wait ဒီတစ်တုံးနေမှာဒါလို့ရဒီတော့ရတယ်ဒီရပြီ crafting တွေပဲတစ်ခုရပြီပြီးွားရင်ဘာရလဲ crafting တွေပဲထဲမှာရမယ်တဲ့ crafting တွေပဲဘောဆောက်လို့ရလားမရပါဘူး crafting တွေပဲထဲမှာဒါရပြီ wooden pickaxe ရပြီဆိုရင်ဘာလို့လဲဒါရ wooden hole တဲ့ဒါရဒါလေးလုပ်ကြည့်လိုက်မယ်ဒါဘယ်လိုလဲအော်ဒါအပေးဆိုင်ဖို့လုပ်တာခုနကငါမှစီမစီရှိတယ်အဲ့နဲ့ဆိုင်ပြလိုက်မယ်ဒါမှရေမှမရှိသေးတာဟဲ့တူးကြဝါနဲ့လေအော်ဒီရပါတယ်ဘာမှဖြစ်ပါဘူးဟာဒါကဘာလို့မကုန်ဘူးဟာကောင်းတာပဲဒီလိုပြက်ကတ်တွေရကြတယ်မကြည့်ဟောဒါလည်းဘာလို့မကုန်ဟာစိုးပါကောင်းတာပဲ wait what chicken
要交易啊，都交易了，比如没呀？呀，没空车呢，没空车呢，交易。你看空车不标呢？没空车呢，路标呢，哪里了？呀，什么多呢？路标价没路，哪里了？你看谁在那呢标呀？呀，没空车呢路，没空车呢路标呢的。嗯？Sorry 吧，你路。天呀，为什么多呢？加了，好久加完没？咻，ဒီကောင်တေးကြတယ်ချက်ကန်ဆိုတော့လေချင်းကန်ဆိုတော့တေးကြပေါ့ပွားမှာဒီကောင်ဒါလေးနည်းချက်ရမယ်ဒီအောင်အော်ဝေးငါမှရှိတဲ့ပက်ကတ်တွေပါလို့ဒီဘက်ထည့်လိုက်အောင်အဲဒီပက်ကတ်တွေပါချက်တဲ့အကုန်ထက်နေရာချက်ရမယ်ဆိုပြောတာပါရှုံသွားနေတော့အမေတို့နေရာချက်ပြီးပြလိုက်ဒီဘက်ချမ်းနေပါနဲ့ချက်တော့မသွားနဲ့လို့တော့ပြောဆိုရလေโอเคရပြီလာမင်းကချန်စီယိုလုပ်ပြီးမယ်ခဏတော့ချန်စီယိုကဒီမှာရမှာဒီချန်စီယိုကဘာနဲ့လုပ်ရမလဲ stick နဲ့ချောင်းနဲ့လုပ်ရမှာကွာရှိရဲငါမှာအဲ့ဒါဘယ်ရောက်အဲ့ chest ထဲမှာငါခုနကငါခုနက stick ကိုတုံးလိုက်ကြခဏနေရောဒါယူရမယ်ဆိုဒီကျမလုပ်ရမယ်ရရှစ်တုံးရဒါလေး3ခုရမယ်ရှင်မင်းဒါလေး3ခုကျော်ပြရမယ်နားဆောင်မင်းမချန်စီကိုခတ်ပြီမယ်ဟဲ့မသွားနဲ့ဒီဦးလားဟဲ့ဒီဦးလားအေးဟုတ်တယ်ဒီဦးလားအေးရမန်chicken banana ရခဏလေးတူးဖို့လိုနေဒီဦးလားဟဲ့ဒီဦးလားလို့ဝါလို့ရောက်လားဒီဦးလားတော်အဲ့ထဲဝင်ခဏဝင်မင်းခဏပိတ်ရမယ်ရလားခဏပိတ်ရမယ်အဲ့ထဲမှာပဲနေကြလားမသွားနဲ့ပြင်ထွက်ရင်မင်းတို့အလီများတယ်နော်ရှူလုပ်ပြီးတဲ့လူကျေးဇူးတင်တိတ်များရမှာရအဲ့မှဒီကောင်ချန်စီကိုလုပ်ပြီးရမှာဟဲ့အဲ့လိုပြန်မထွက်နဲ့လို့ရထားလိုက်ပါကြက်ဆိုလည်းပြန်ထွက်တတ်တာနားကြီးရကွာမင်းကိုလှုပ်ပေးနေတာဒါပြီးဒီကြဒီကိုရပြီချန်စီကိုလှုပ်တယ်နဲ့ချန်စီကိုလှုပ်ပေးမယ်ဒါကြီးတစ်ခုပြောရင်သုံးခုအားမရောက်ပါလေကြော်ကြီးလာဒီလာမင်းလေးလာဒီလာလိုက်တော့ငါပြောနေရ
မှားနေမင်းကချန်စီကိုမြင်းမြလို့ကြားလားမင်းပြောနေနဲ့နေအောင်ထွက်လာပြီဒါတော့သုံးခုချက်ပြီဟာလေရတယ်ကျန်လေးခုလောဟာတက်လေးနဲ့ထိုးလိုက်ပါအိုးချက်တခုတစ်ပင်ဆိုတော့ရတယ်1 block နဲ့အဲ့လိုပဲစောရတိတ်မလွယ်ဘူးလို့ဒီမှာအေးဟုတ်တယ်ပဲဒါတွေလုပ်ရမယ်ယောဒါလည်း3ခုလို့ねဒါလည်း3ခုလို့ဒီလားကြော်ကြီးလားယောက်ပြုတ်ကြမနဲ့နော်နောက်စီပေးနော်တော်သေးရပေါ့ဒါလေးဒီမှာထား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 ဝင်ဟုတ်တယ်ဝင်ဝင်ယေးကျဥတလုံးပေးရကွာငါဒီကျုံနဲ့ဘာလို့ရမှာလဲပြန်မထွက်နဲ့တော့ကြားလားငါဒီကျုံနဲ့ဘာလို့ရမှာလဲမသိပါဘူးထားလိုက်တော့အေးဆုံးဒီက chest တွေယူမယ်ပန်းနေယူမယ်သူကပန်းနေပြီးရဆိုဘာလို့မလို့လဲမသိပန်းနေရပါအလားဆိုင်ထားလိုက်ပါဒီနားမှာပန်းဥယျာဉ်လေးလားဆိုင်ထားလိုက်ပန်းလည်းပန်းမယ်ရလာရောပဲနေကြလိုက်ပြန်မထွက်နဲ့မင်းကပြုတ်ကြမှာဆိုလို့လုပ်ပြီးတာအိုးဟဲ့ဘယ်နေလဲဟာဟျံတနာပါလေအဲ့လိုပဲခိုးပိုင်းမှာတော့လည်းအဲ့လိုပဲတွေ့လားခုနေ့တော့1 block ဆော့ရလေအဲ့လိုပဲအဲ့ကောင်လေးဘန်နေရတနာပါလေ Oh my god super chest diamond ရဲ့ golden picket golden shoe ရ Oh my god ကျေးဇူးပါ Oh my god တော်ပါဘာမှမလုပ်ရသေးဘူးနော်ဒါမွန်တို့ရလုံမယ်ဘာဖြစ်လို့ဒီ dot တွေပေးလဲလို့မသိဘူးနားလေဒီကြီးလေးနည်းနည်းချဲ့ထွင်လိုက်ပါဦးသူကအချိန်မီပြုတ်ကြနိုင်တယ်ရှန်စီကိုခတ်ပေးလိုက်ဆိုမဲ့ကြက်ဆိုတဲ့သဘာဝလေအဲ့လိုမျိုးပြန်တက်တယ်လေနော်သူကပြောနိုင်သူ့ကာပေးဖို့ကလည်းအပေါ်ကနေပြီးကာပေးဖို့ကလည်းမရှိသေးအဲ့လိုလောစိတ်ပြောတာဒီအပေါ်မှာအလို့ကြီးသူပြန်လဲပြန်နိုင်မှာပေါ့သိနိုင်ဘူးပြန်ထွက်တော့ရင်မှအောက်ကမပြုတ်ကြပါဘူးနော်ဒီနေ့အနောက်ကိုချက်ပြမယ်ခဏဆဝင်လာဆိုခဏပြုတ်ကြโอเคအနောက်လေးချက်ယူပါဆိုပြန်ထွက်ကြအများမရှိတော့ထပ်တူပဲပြီးအိမ်လေးတစ်လုံးအောင်ဆောင်းရမယ်အဲ့ရလေးတစ်ခုလောက်လုပ်ရမယ်တိုးမွေးရင်ပေးဦးလားမသိတိုးမွေးပြင်ကောင်းပါပဲဒီနားလေးကိုတိုးမွေးဖြေလို့ဦးမျိုးငါပြုတ်ကြပါလို့ရှိရင်ငါရဲ့ခိုးတန်းခမောက်တွေပါသွားနေအောင်ကျက်ဦးလေးလည်းတစ်လုံးရှိတယ်ခိုးတန်းခမောက်
ok ခဏလေးလိုရာကဘာလဲဆိုတော့ dot ok မပြုတ်ကြဘူးဆိုလည်းမပြောနိုင်ဘူးလေပြပြောနိုင်တာလည်းမပြုတ်ကြဘူးဆိုပြီး share training ပြီးပြီဆိုထပ်တူးလိုက်ရအောင်တူးမယ်ကေးတက်တုံးupdate မဖြစ်သေးဘူးလားကွာဟာလေဒီ pumpkin နေနဲ့ဘာလုပ်လို့ရလဲမသိဘူးနော် pumpkin နေနဲ့ဘာလုပ်လို့ရလဲမသိဘူး pumpkin တခုရတာလေမုတ်တွေဘာတွေလုပ်လို့ရမယ်ထင်တယ်လေတော့တူးမယ်ဒါရတော့အများကြီးပြီးတယ်တက်ကဒီဟာ10တုံးလောက်မှတတုံးရတာအဲ့တက်က wait နောက်တစ်ခါရတော့တစ် hi ခုနေရတော့လေအမသူ့သေးွားလေကြော်ကြီးလည်းသေးွားမှာကြော်ကြီးလည်းသေးွားသူလည်းသေးွားလာဒီတစ်ခေါက်တော့မသေးနဲ့ဟဲ့မသေးနဲ့ဆိုမှပဲမသေးနဲ့လို့တော့အထဲဝင်ဒီဝင်အဲ့နေမင်းတွေ့လဲငါချန်စီကိုလောက်ပါရအိုးကျုပ်နောက်တစ်လုံးထပ်ပြီးရကွာနောက်ဒီကြောက်ကငါကျုပ်ရခွဲလိုက်မိပြီ oh my god ကျုပ်ကကြော်စားလို့ရလားခဏစားမင်းမခဏစားကြားလိုက်သူကတော့ပြန်လို့နိုင်ရောoh stitch လဲလို့ဘူးလို့ဒီလေမမင်းရအောင် okay မကြည့်ဟာရှောက်သွားနေတာဒီကောင်တေးရင်လို့လည်းမသိဘူးဒါတော့တစ်ခုပြီးရင်အပွားချက်ဖို့ရှိတယ်ဒီဒါလည်းပြီးရတယ်ကိုလာစီရတယ်ကြောက်ဒီလားတော့ဒီလားလို့မုံလာဦးကျွေးရမယ်ဒီကောင်ရှောက်မသွားနဲ့လို့ကောင်ဒီဝက်ချန်တယ်ပို့ရမယ်မာနေဝက်ချန်ဒီလိုမျိုးယေးကတော့ဝင်းချင်းရပဲဝက်ချန်နေငါတိုးပေးရမလို့လိမ့်မကြွေးသွားလိမ့်မရမ်းလိမ့်မအဲ့ထဲမှာပဲနေကြလားမင်းလည်းအဲ့ထဲမှာပဲနေကြလားအေးမာဝိုက်နောက်ထပ်အကောင့်နေပြန်လာလဲဆန်စီကိုလုတ်ပြီးလို့ရတယ်ခါတရိတ်ဆန်နေပဲလာငါနေကြရှိရမှာမသိဘူးရအိုးဖာမီပြန်လာပြီဒီမိုင်းခွဲကလေဟာပြုံးနေတာမကြသေးဘူးကွာညရှောက်မသွားနဲ့ညရှောက်မသွားနဲ့ပြုတ်ကြသွားမယ်နားလေလားပြုတ်ကြသွားမယ်ဒါမင်းဖေအိမ်မဟုတ်ဘူးနားလေလားငါလည်းမင်းဖေမဟုတ်ဘူးလာပါပြီလာကွယ်ချစ်ထားနဲ့လာပါလေဒီကမီးမလာလဲပြောပြရကဲချိန်လိုက်โอเคဒီကောင်နေရာချက်ပြရကောင်နေရာချက်ပြီးတော့ခြံစည်းလုပ်ပြရအခုနောက်ပိုင်းတော့ကဘောကလေတင်းပြည့်ရတယ်တော့ကဘောကအိမ်ဆောက်ရရတယ်ဒါနဲ့ဆိုတိတ်တင်ဖြစ်ကွာပြီးတော့ကြိုက်လည်းမကြိုက်ဘူးအေးလာပပဆောက်ရအဲ့ဒီချိန်ကျကိုကမဆောက်တော့လာပပသူများရဲ့လူလည်းအဲ့လိုမဆောက်တော့
အဲ့ဒါမျိုးတော့ကပေါကမတင်ဖြစ်တာပါတော့ကပေါကဖန်နေနေရတော့တခြားနေရာမှာတွားကြည့်ဖို့ကြံပေးချင်ပါတယ်Minecraft fan တွေအတွက်ကတော့ကံကောင်းပါတယ် Minecraft ကဘာမှလုပ်ဆောင်မနေတော့ကွက်ကိုအိမ်လေးဆောက်ပြီးနေရုံနဲ့ဟာပြုတ်ကြသွားမြန်ပြီဒီတော့ရပါတယ်ကိစ္စမရှိတော့ဒီတုံးကတော့မခံတော့ဘူးဟဲ့ပြန်တဲ့ဟာသွားပြီ Oh my god အိုးငါဒါကြီးကိုလုံးမို့လေဒါယူလုံးချင်တာတွားပြီငါအိုးဓာတ်တီတွားပြီကောင်းပါပြန်တူးမရဒါနဲ့တော့တရားဝငါအဲ့လိုကျိုးဖြစ်နေဆိုတီးလို့ငါဒိုင်းမွန်လေးဒီထဲထည့်တာအဲ့နွားလေးအဲ့ဒါနင်းကြောက်ဖြစ်တာနော်အဲ့လိုချိုးပေါက်နေတဲ့ကောင်တွေဝင်လာပြီဆိုရင်စီးပွားရေးကိုထုံးနေတူငါlúc đấy hỏi nင်းကြောက်ပြတ်ကုန်ဟေးဘာနိငါပြောကြရမလို့တော့ခုံပြီးတွက်သွားတွက်ပြီဂျုံနီလိုင်းအဲ့လိုပါပဲရှင်မာနဲ့လာမရှုံးနဲ့သွားကောင်းမလုပ်ပါနဲ့ဆိုပြောလို့မရဘူးစောင်းအောင်မင်းကလုပ်ပေးနေလို့ဘာဟုတ်ကဲ့လာလဲမကြည့်နဲ့ငါ့ကိုလာလဲမကြည့်နဲ့ပြုတ်ကြမယ်လို့ပြောနေတယ်မင်းပြုတ်ကြမယ်လို့ပြောနေတယ်စေတနာဒီပြိဿနဲ့မတန်ဘူးနားလိုက်လားManchester ကို Oh water bucket Yes အာယုံနာမရသေး water bucket ရနေပြီအပင်ဆိုင်ဖို့အတွက်လုံလောက်ဖြစ်သွားပြီ Okay တန်းလေးတွေခဏဖယ်ပေးကြပါဒီဝိုင်မင်းနဲ့ကိုငါစိုက်မယ်နားလေလားခဏဖယ်ပေးကြပါချက်တဲမှာဒါလေးယူမယ်ဒီဝါရင်ခဏလေးအစီလေးတွေယူမယ်ဒါယူမယ်ဒီအပင်လေးတွေယူမယ်ဒါလေးယူမယ်ဒါယူမယ်ပင်ယူမယ်ဒါလေးယူမယ်နားလေးOh yes နွားချင်တယ်နွားတော့ရက်သွားလိမ္မာတယ်အဲ့လိုမျိုးလိမ္မာတဲ့ဟာကိုကြိုက်တာအဲ့လိုမျိုးလိမ္မာတဲ့နွားကိုကြိုက်တာဘာမှတော့ပြောကြမလို့တခါလေးရက်သွားတွေ့လားOh yeah ဒီထဲမှာငါရေကိုဘယ်လိုလုပ်ရမှာလဲခဏလေးပြန်ပြီးငါတက်ကိုငါတက်Okay wait အဲ့မှာတခုပြရတက်တုံးလေးတခုလို့wait ရေပူပေါင်းလေးယူလိုက်အမတက်တုံးလေးတူရှိအဲ့ပိတ်လိုက်အဲ့ဆိုရင်မရေလေးရသွားပြီဒီကောင်လေးမပြုတ်ကြဘူးအဲ့မှာလည်းရေမရှိတော့ဘူး Okay ဆိုရင်အပင်စားရမယ်အပင်ကဒီမှာလေးစိုက်လိုက်မယ်ဒီနားမှာတစ်ခုစိုက်မယ်ဒီဝိုင်းဒီနားမှာတစ်ခုစိုက်မယ်ချုံပင်ကကြာတော့
ချုပ်ပြီးကပ်နာဆိုရင်ကောင်းတယ်ဒီနားလေးမှာဆက်ဆိုင်ကျုံတယ်နားလေးမှာလည်းတစ်ခါဆိုင်တယ်အဲ့ဆိုတော့ရလောက်ပြီးချင်းတယ်ရှီရတော့ဒီနားလေးမှာရတယ်စားစာတော့ကတော့ဘာမှမလိုတော့ထင်တယ်စီpumpkin seedဒီကောဘတ်စတိုးနေရတဲ့စတာThe dark green now. Oh, level 2ရပါဟာ။အဲ့ဒါခိုးရယ်ခုနကလောက်ထားတဲ့ဝူလန်ပစ်ကနဲ့တူးရမယ်။ဘာဖြစ်လဲ။အာဘာဖြစ်သွားလဲဟာ။အော်တူးရတယ်ဒီဝမဲတော့ဖြစ်နေဝမဲပဲဟောခိုးတော့ယူမယ်။ခုရYay! ကောဘတ်စတိုးနေရပြီ။ဟိုမီးတိုင်လုံးလို့ရဟုတ်လား။မီးတိုင်လုံးလို့ရပြီ။စနာစဒီဟာလေးကိုဒါလေးလုံမယ်။ဒီဝိုင်းမီးတိုင်လေးတစ်ချောင်းလုံမယ်။လေးချောင်းလုံမယ်။ဒီဝိုင်းမှာတက်မယ်။ကြက်ချန်လေးမှလည်းတက်မယ်။မတက်နဲ့မကောင်းဘူးနားလေးမှတက်မယ်အဲ့နားလေးမှတက်မယ်တော်လဲနေပါပြီဒီနားလေးမှကိုတက်မယ်အဲ့ဒါကစုံကြီးတွေပါစပွန်လိုက်ညတူမယ်အိုးအာယွန်ဆိုတော့ဆင်းရဘူးစတုံးပစ်ကပ်လုံးမယ်Stone picket. Stone sock. Okay. Vậy. Stone picket là được nè. Yeah, iron nào được không? Cobblestone. Này. Nhưng mà iron thì chưa có được à? Yeah, mà nhai xí này. Cobblestone này hả? Cobblestone 7ပြောရတယ်။အမှ cobblestone ခုနခုရှိတယ်။တော့လို့ရပြီ။ 1 2 3 4 5 6 7လို့လို့ရမှာမဟုတ်လား။ဘာဖြစ်နေရလဲ။ဘာမှရှိတာပဲ။ညပဲပြန်တူးကြည့်လိုက်။မရှိလို့နေပါဘူး။ Okay, cheers. Shoo, so get that. That don't yeah. Spider-Man. Mà tí pink luôn nhìn này bà lưu mà lê. Oh. Đá ở bà lưu straight. Yeah, pink luôn nhìn nè. Yeah, pink luôn nhìn nè. Hả? Gì mà? Vâng. Không mà pink luôn nhìn nó không chỉ. Ồ. Dạ đi. Không nhiều lâu anh nhìn mình đi đấy từ gì mà tha bạn ấy thì mà cứ tha bạn ấy chắc các bạn nhìn như vậy dạ thì nó mặt cứ tha tôi có group hiện dạ teachers cô lấy chiều lắm ok cobblestone that cool cobblestone cool dot cobblestone အများကြီးဟာ cobblestone ဒီလောက်ဆိုရင်တော့လောက်ထင်တာပဲဒီလောက်ဆိုရင်တော့လောက်ပြီလို့ဟုတ်ပါပြီဒီမှာလေးရပြီကွာ yes တခုရပြီဆိုရင်ဒီနားမှာထားမယ်အာယုန်ကိုရေးကြိုးမယ်ကဲအာယုန်နဲ့ဟလာကျိုးနေစင်မှာထပ်လုပ်မယ်အိုး chestnut ကိုဒါလည်းစုပ်ပြတ်တက်နေရပဲဘုံတစ်ခုရတယ်ဒါစပိုင်နာနဲ့ပြပင်းခုမြင်ရခုထက်ရတယ်
iron ထပ်ကြည့်လိုက်မယ် iron ထပ်ထည့်လိုက်မယ်တစ်တုံးCobblestone chestnut ဒါလည်းဘုံနေပဲဘုံကြီးကအသုံးဝင်ခွေးကောင်ရလာတယ်လို့ပဲခွေးတွေပိုင်း spawn လာရင်ရတယ်ငါရနေစီထည့်ရဒါလည်းမလို့ဒါလည်းမလို့ chest လေးလုံးလည်းမလို့ဒါလည်းမလို့ကျုပ်ကပေါင်းထားလိုက်မယ် bucket ရဲ့အာလူနှလုံးအာလူလေးလုံးအာလူလေးလုံး then picket stone picket က2ရဒါရဲ့3 ဘုံရဲ့ဒါရဲ့အားချက်ကနောက်ဦးထက်ဦးလေ chest ကပြီးနော် chest ကနောက်ထပ်တစ်ခုလာလို့ရအောင် okay နောက်ထပ်တစ်ခုကိုဒီမှာထားမယ်အိုးတစ်ပင်ကြီးသွားပြီ oh yes တစ်ပင်ကြီးသွားပြီ okay ဒါမလို့သေးဘူးပြီးမှလိုတဲ့ဟာပြန်ပြီးတော့ချူမယ်လေနော်မပြုတ်ကြသွားလို့သိရင်မရှော့သွားရင်အကုန်လုံးပြောက်သွားမှာပစ္စည်းရအဲ့ဆို chest ကတော့ထားလိုက် iron ခုiron လေးရပြီပြန်ကျူမယ် okay iron လေးတော့ရတယ် iron လေးတော့ chest ထည့်တာ iron နဲ့အရေးကြီးတယ် chest ထည့်မယ်ဒီဝါထပ်တူမယ်ခုoh chest ဒါဟိုကတည်းကဆိုပြတဲ့ကြည့်ဒါနဲ့ chest ဒီညတော့အာယုံနဲ့ထပ်ထည့်မယ်ဒီလား wait ငါဖြိုပေးမယ်ခဏဆောင်မယ်ဒီလားငါနောက်ကိုလိုက်ဟိအောင်ဘယ်သွားမို့လဲသွားနေလားဒီလားချက်လေးဒီလားလို့လာဒီတဲ့ဝင်ဟောမကောင်းတော့ဖြစ်သွားဒီတဲ့ဝင်ချက်တွေဒီတဲ့ဝင်ရော့ဝင်အိတ်ထဲကိုဝင်နိုင်လာဒီလားကျန်နောက်တစ်ခါဒီလားကျန်မလေးရဲ့ဒီလားပါဆိုပြောက်ရှောက်မသွားနဲ့မင်းဖေအိမ်မဟုတ်ဘူးဒါဟဲ့မင်းဖေအိမ်မဟုတ်ဘူးလို့ရှောက်မသွားနဲ့လို့ကမရတော့ဒီနောက်ရောက်နေပင်ကိုအိမ်နဲ့ချုပ်တာပင်ကိုအိမ်ရောပင်ကူအိမ်မရတော့တော်ဆိုးဝါဖြစ်ဒီလာပါခင်ဗျဒီကြွတော့မူပါခင်ဗျသွားပါခင်ဗျဒီလာလို့ဒီလာတန်းလေးဒီလာဟိုမဟိုတော့ဟုတ်တယ်ပင်ကူရင်သွားဟာငါပဲပင်ကူရင်လည်းမမီဒီလာဒီကောင်ကပါစားလဲချက်ကပါစားလဲချက်ကမသိဘူးကွာချက်ကပါစားလဲမသိဘူးဒီလာဟုတ်တယ်ဟိုအေးသွားအဲ့ကိုသွားပြန်တက်အဲ့အပေါ်ပြန်တက်လိုက်အပြည့်ဟမ်ပြီးဟိုလိုက်လားလို့အဝဲ
ဟောငါပါညိနေလဲညိနေလိုက်တော့ပါစိတ်လည်းတော်တော်လေးကိုညစ်လာပြီဒီကောင်နဲ့ဒီပင်ကူညင်ရတော့ဖြုတ်ရခက်တယ်စောက်ပြီးဝိုင်းအောင်နားရရlâu ra ya rồi mày 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 lâu ra ya rồi mày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  hello dạ em gọi nét sân liền để về xuống như thế nào sorry oh yeah mà chơi lấy gọng người ngoài ý em dùng mail lâu xem lâu rồi chắc cả pian thoa này để thấy mẹ nói này thì nó pian thoa luôn mà bên này sai thà mấy à tụi đi bắt cái ngắm bắt cái ngay bắt cái giờ mà làm đâu là bộ giờ mà bắt cái khu chị ấy mẹ chị lưu chú lại mẹ bố bà đi yêu chú này biết mà đi yêu chú này chú luôn mèo là ok chị đẹp không ui cao chú được cái nào là gì trôi lại tụi vậy à wow vậy ấy cái gì Siêu quang biểu lâu vậy mà lê siêu quang biểu lâu vậy mà lê ê tôi ha ngà tung này kìa cái gì mới xí đầu ngà mà vậy ngà mà nói ra ngầu chỉ à vậy nói nuôi tao luôn mẹ không được nói nuôi tao luôn vậy không được nếu kìa hả ý mà cái củi milk thâu bị bà yo yes đi bằng mê hai tao đủ con này đã nha nếu ngầu mic nhịp đi yo ok chú nó tao luôn dạ vậy chú thì chú luôn dạ là ai yêu nhẹ nhẹ dạ chú dạ này hả chú ở chỗ này là khá sao nè cha lấy là chú à bí mà mày那里就把揪路秒了，该没骗。他别挖了，讲话了。还用揪？呀，呀，他把揪的细点，你还细点揪的。他妈揪的，呼，他就退来。Đi đâu nào dạ chưa thật đúng là con này nó thật chất còn thăm tôi bà gì nè ok iron please iron yes okay ya này đi wait my wow iron
လုံးကျိုးโอเคဒီကြက်ဥတွေကကျိုးလို့မရဘူးဟာအဲ့ဆိုငါဒီကြက်ဥတွေပါလို့ရတယ်စားမှကြက်ဥတွေကွဲလိုက်အဲ့ဆောက်ရမယ်တစ်ပင်ရတော့အကြီးဖြစ်သွားတယ်မကြည့်အောင်တစ်ပင်အကြီးပဲအပိတ်ကြလားအပိတ်ကြလားအပိတ်ခုတ်ရမယ်အပိတ်ကြလားအခုနောက်တစ်ပင်သတိထားမိတာတော့မသိအပိတ်မကြဘူးပိန်နောက်တော့ပိန်အပြကြပါလားအိုးအဲ့ဒါမှထင်းနေရก็แบบตัวนี้นะลูกโอเคဒီနောက်ကတလုံးမှမကြတလုံးမှမကြတာဖြူကဲအာယုန်နေရပါတယ်နောက်ထပ်ဘက်ကလေးတစ်ခုထပ်လုပ်မယ်ဘက်ကလေးတစ်ခုထပ်လုပ်မယ်ဝါတာဘက်ကကလုပ်လို့ဒါရောဒါပါလို့လို့အာယုန်ဘက်ကလေးတစ်လုံးထပ်လုပ်မယ်ပြီးသွားရင်ငါတို့ညင်မယ်ငါတို့တောက်လို့ကောင်းတယ်တွေ့လားငါတို့ကအရင်တောက်လို့ကောင်းတာပဲငါရေးလို့ချင်တာအဲ့ဒါအဓိကမဟုတ်အကြည့်အပင်လေးကပောက်ခါစွာရှိနေတယ်ငါရဲ့အာယုံပစ်ကတ်အေးဟုတ်တာပဲငါအာယုံပစ်ကတ်လုပ်လိုက်ရမှာဘက်ကနဲ့ဘာလုပ်လို့ရလဲဝိုက်ဘက်ကကမလို့သေးခဏလေးထည့်ရလိုက်ပစ်ကတ်ငါပစ်ကတ်ရောငါရဲ့ပစ်ကတ်ငါပစ်ကတ်ဝေးကဘတ်စတုံးပစ်ကတ်ကပြောင်းသွားပြီမရှိတော့ဘူးထပ်လို့ရအောင်မယ်ရမာကဘတ်စတုံးနှစ်ခုယူလိုက်မယ်အဲ့ဆိုရင်ပြောင်းသွားရင်ထပ်လို့ရမှာတူရမယ်โอเคရအောင်မယ်โอเคရပြီခူးလိုက်တာရတယ်ခိုးစတုံးရတယ်ခိုးနဲ့ဘာလုပ်လို့ရမလဲဒါပါနေလို့ရတယ် pumpkin ရဲ့ sugar ရဲ့ကြက်ဥဟုတ်တာပဲမုတ်လုပ်လို့ရလား pumpkin ပိုင်လုပ်လို့ရတယ်ဘန်ဘူးโอเคညာပြီကိုမစုံနေပြရတယ်ဒါရောဒါအာယုံရဲ့ fit and steel ဒါနဲ့ဒါရပါဒီစေးဒီဟာလေးလေအဲ့ဘာလုပ်တဲ့ဟာလဲဆိုတာနည်းနည်းပြောပြကြပါခဲတော့လည်းမရှိတာလည်းမရှိဘူးဒါကကြတော့ okay ဒီတောင်းနဲ့လောက်ရမှာ okay ရပြီထပ်တူမယ်ဘာမှရှိရှိကိုပြင်ဆင်ပါမယ်ဒီက craft လို့ရခွင့်မှာပေါ့တစ်အရင်ခေါက်ရမယ်အိုးတစ်ချောင်းကြတယ်ဆိုတော့တစ်ခုမယ်โอเค
ရရှိပဲရွက်တွေကလိုက်ထုတ်ကြည့်မယ် switch တွေပါကြာကြာအိုးတပင်းဟုတ်ကဲ့တပင်းစားလို့ရတာပြန်ကြာအိုးမလေးတပင်းကြီးသွားပြီအဲ့ဒီဒီမှာလည်းမြေချဲရမယ်မလေးကိုဘတ်စတုံးနဲ့ပဲချဲရမယ်အိုးယိုမောင်ရ Posso ir ali da família, era não. Ele já ia correr, posso ver que ele está fazendo. โอเคရပြီလုံးမိပြန်ပြီငါလက်ကလည်းတဲ့ဦးမတဲ့တာကားရအိုးငါ့ဖမ်ကီစီသွားပါပြီโอเคရပြီအဲ့လောက်ဆိုတော့ရပြီဦးရတော့โอเคတားလူရဲ့ဝက်ကိုတော့မတက်ရအောင်ညမင်းနာမည်ကငါမပြေကောင်းလဲတူနာမည်လေးပေးခဲ့ကြပါဦး comment section မှာဒီကြက်လေးရဲ့နာမည်ရောသူ့နာမည်ရောဖတ်တီဒီကောက်နာမည်ရောကြော်ကြီးပေါ့နော်သူ့ကြော်ကြီးအစစ်တော့မဟုတ်သူကြော်ကြီးလို့မပေးတော့ချမ်းနာမည်ပေးမယ်ရှုမာပြိဿနာမည်သူ့နာမည်ကိုလေ comment section မှာမေးပေးခဲ့ကြပါဒီကြက်လေးနဲ့နာမည်ရောဒီကတော့ကြော်ကြီးဒီကတော့ဖတ်တီလိုက်နေရောနော်လာအရင်ဆုံးဒီမှာတော့ရေမရှိဘူးတော့ပိတ်တာအဲ့ဒါနဲ့ပြုတ်ကြဝိုင်းမလွယ်ဘူးလေကဲဒီကြက်တွေနားကြီးရဲ့လို့ကောဗာတုံးညာတော့အဓိကပဲခုတွေကတော့အဲ့လိုမျိုးဇွန်ဘီတွေပါတော့မတွေ့သေးဘူးတွေ့လို့လည်းမရဘူးဖြူမောတယ်ဒီမှာနဲ့မောတယ်ဆိုတော့ရေရလည်းမရှိဘူးညဟိငါအမလားထီလာတော့မသိအမပဲဖြစ်မှာပါမေ့ချီစုပဲတောက်လိုက်ရမယ်နော်ကောင်းနေတွေ့လားလာထညစ်မယ်နင်ထညစ်တယ်တောက်လို့ကောင်းနေငါနုကတွေ့လားငါနုကတောက်လို့ကောင်းလိုက်တယ်ဝက်စီရရနုညစ်လို့ရဟာလေငါညစ်ကြည့်တော့မင်းရောက်ပါခဏ1 block ကနားမှာလေဒါတွေကောင်တော့စိမ့်ဝါးကြီးဆိုတာလေတိတ်ရမမမီလို့ crash တွေဖြစ်ဘူးရလားမသိရာနောက်နွားတကောင်ညပေါ်တဲ့ညခုံရွတ်တာလားပေါ်တဲ့လို့မေဖေးအိမ်မဟုတ်ဘူးဟိုဘက်မကွာနဲ့တလောက်ကြည့်နေဝင်တဲ့ချိန်နေဝင်စီးစားကိုလာမကြည့်နဲ့ဟိုမှာမင်းအရာဟိုမှာမင်းအရာဟိုမှာအဲ့ဒါဝင်ရအဲ့ဒါမင်းအိမ်ဝင်လို့ပြောနေတယ်ငါဝင်လို့ပြောနေတယ်မင်းဟိုဒီလာသွားလို့ယူလာမကွာနဲ့မင်းဖေးအိမ်မဟုတ်ဘူးလို့ကွာနေရမင်းကွာကွယ်ပြီးမှမဟုတ်ချင်ပြီးမင်းကွာကွယ်ပြီးမှတွားဒီမှာဒီနွားလေးရဲ့နာမည်ကိုလည်းပြီးခဲ့ကြပါဘူးအားတော့ဆက်စလူးလို့ပဲပြေးလိုက်တော့ဝင်ဦးမဝင်နိုင်ဘူးမကြည့်မင်းအဖေတော်မှအေးစေးဝင်တယ်ဒီသားမဝင်နိုင်ဘူးမဝင်တော့နိုးညင်မှာပေါ့ကွာတွားငါရမလားကောင်းတောက်ချင်တာလားသွားလို့ဝင်တော့လို့အေးဟုတ်တယ်အဲ့အထဲကိုဝင်အဲ့အထဲကိုဝင်အဲ့ထဲကိုအဲ့အထဲကိုဝင်ဟုတ်တယ်အဲ့ထဲဟဲ့မင်းဖေပေါ်တမရက်နေလေဟဲ့မင်းဖေပေါ်ရက်နေလေမရဲကြီးမှာပေါ့နွားသားလေးရဲ့
နွားသားလေးရဲ့မရက်နဲ့ဟာပြုတ်ကြတော့မယ်ပြုတ်ကြတာပဲကောင်းပါလေသွားပြုတ်ကြလိုက်တော့ဘိုင်ဘိုင်နောက်လဲမလာနဲ့လာလဲမလောက်နဲ့အဲ့လိုပဲပြန်ပြောနားမထောင်နဲ့အဲ့လိုမျိုးနွားမသားတွေအဲ့လိုမျိုးဆုံးမပေးရတယ်အိုးဝိတ်ဘာဖြစ်တာငါအဲ့ဘယ်နေရလဲဟုတ်ဒါလေးကိုရင်လောက်ထားလိုက်နေရာချက်တွင်ဖို့အချိန်ရောက်ပြီးမိမိနေရာချက်မယ်မိမိနေရာချက်မယ်ငါဘယ်လိုချက်ရမှာလဲဒီပစံနေရေးစားချက်လိုက်ကျွမ်းတုံးလေးစားချက်မယ်โอเคဒါ50တုံးโอเคအိမ်ဆောက်ဖို့ချိန်တန်ပြီလို့ထင်ပါတယ်အိမ်ကတော့ဒီနားလေးမှာပဲဆောက်ပါမယ်အဲဒီတော့ကောဘတ်စတုံးအိမ်လေးဆောက်ရင်ကောင်းမယ်လို့ထင်ပါတယ်ကောဘတ်စတုံးက1 step ကျော်အောင်မှရှိတာပေါ့လေတူလာငါစီပဲကြာနော်ငါစီတဲတဲမမကြာနော်ဟုတ်တယ်ငါစီနမမကြာပြောရင်ဘာမှမခက်ဘူးကငါဟိုဘက်ချမ်းမှာတစ်ခုလောက်သွားဆောင်ကောင်းမယ်လို့ထင်တယ်မြို့လေးတသေးလေးတစ်ခုလောက်သွားဆောင်ကောင်းမယ်ဟာအိုးမာဝါပြီငါစီမကြနိုင်ဘူးအဲ့နေသွားလိုက်ပါတော့ကိုစီမနာနိုင်တဲ့လူအတင်းမခေါ်ပါဘူးမြို့လေးသေးလေးဆောက်ချင်တယ်။အိုးဝိတ်ငါအာယုန်နေပတ်ပြရ။ဝိတ်ဟိုမာနေအာယုန်ထည့်မယ်ပက်ကတ်ထည့်မယ်ကျက်ဦးလေးလည်းထည့်မယ်ပက်ကတ်ထည့်မယ်ငါပက်ကတ်လေးဒါလေးလည်းထည့်မယ်လူတာကြတော့ကောဘတ်စတုံးနဲ့လူတာကောဘတ်စတုံးထားလေးနဲ့ဟိုဘက်မှာကောဘတ်စတုံးမျိုးလေးသွားဆောက်မယ်ရိုင်းခုန်နေတယ်ဟိုအရှင်နေတုံးနေတာငါပြုတ်ကြဝိုင်းဘလို့ဖြစ်မလဲဆိုတော့ဟိုတက်အိုးဟာတွားပြီပိကကလည်းရေးရိုက်မိတော့အော်ဒီတစ်ပယံလေးလာကြီးနေသေးတယ်ရေးထဲမှာလာကြီးနေသေးတယ်အဲ့လိုပဲစောက်ထိုင်ကောင်းတယ်ပြီးသွားရင်ပြုတ်ကြနေနော်ပြုတ်ကြနေနော်ပြုတ်ကြနေနော်အဲ့လီတော့โอ้ยခါပြုတ်ကြတော့မလို့တော်သေးတယ်ဒါလောက်ဆိုရပြီထင်တာပဲဒါလေးနဲ့yes လို့ မရတော့跳ထက်ကိုထက်ဘာမှမရှိတော့ငါမရှိတော့ဦးဒီဟာလောက်တာကိုမားတာငါဒီမှာလှုပ်ချင်တာမကြည့်အောင်အဲ့လိုလေးလှုပ်ချင်တာဘယ်လောက်လာလိုက်လဲမကြည့်
မရတော့အစင်မပြေဘူးငါဘာရှိသေးလဲတော့တရားပေါ့တုံးနေရတော့ရှိသေးလို့ဒီနဲ့ဒါလေးပဲယူလိုက်ဒါလေးနဲ့လုံးလိုက်မယ်အဲ့မှာထားမခုံတော့ထားခုံလည်းပြုတ်ကြတော့အဲ့လိုပြီးနာကိုင်းလေးလုပ်ထားလိုက်ကဲပြည့်နေအဲ့လောက်ရပြီဟာလူဒီ block လေးအဲ့ဒါလည်းနဲ့တောင်းဆိုလို့ရတယ်ဒါလေးမြင်ရလို့ဒါနဲ့ဆိုရင်ဒါလေးတုံးလာရဆိုရင်စမ်းကြည့်ရတယ်နောက်ပိုင်းကျရင်အိမ်ဆောက်တာကိုပြန်ပြပါမယ်ခဏနေအောင်နောက်ပိုင်းကျရင်တော့အိမ်ဆောက်တာကိုပြန်ပြမယ်ပါနော်အခုလောလောဆယ်ကအိမ်ကတိတ်မလို့သေးတော့တိတ်မဆောက်ဖြစ်သေးဘူးရအချိန်ရရင်လည်းပြီးအောင်ဆောက်ပြရမယ်။အိုးမကြုတ်တလုံးထည့်ရတယ်။โอเคရတယ်။ခုလောလောဆယ်ကတော့ဘာမှမရှိသေးဘူး။အိမ်ဆောက်တာပဲထပ်လို့ရပါတယ်။โอเค။မရှိသေးဘူး။လူကနှစ်တုံးဆိုတော့နောက်ထပ်အိမ်နောက်တုံးထပ်ချရမယ်။โอเค။ရောက်ရလိုက်ပြီငါအိမ်ဟိုကောင်မလော်တယ်လော်ကလေးငါဒါလင်းတော့ကြံနေဒါကတော့ကြံနေတာရှိသမျှဘလော့တွေနဲ့အကုန်လိုက်ဆောက်တယ်နော်အိမ်ကကြတော့ဟို rainbow block အိမ်ကိုပြောလို့ရတယ်ရှိသမျှဘလော့နဲ့ဆောက်ရပြီထင်တယ်ရလောက်ပြီထင်တယ်အဲ့ရတော့ဖွဲ့စည်းပုံကတော့တိတ်မကောင်းပြီမဲ့ရပါ යි စိုးပါဘူးနော်ဒီလောက်ဆိုရနေပြီပေါ့ဒါလူသေးလို့လေဟိုဒါနဲ့တကားလို့လေအိမ်တကားလို့လေအိမ်တကားလို့လေဒါအာယုံနဲ့လောက်အိမ်တကားလို့ဒါအာယုံနဲ့လောက်ရအင်းတကားအိုးတက်ခုတ်ရတယ်ဟုတ်တယ်တက်ခုတ်ရမယ်ဟိုမှာလည်းတပင်ကြီးပြီဒီမှာတပင်ကြီးပြီဆိုတော့ yes let's go ခုတ်လိုက်ရအောင်တက်ခုတ်တနာလေးကျွန်တော်ပါ Minecraft ထဲမှာတက်ခုတ်တာခဏသေးလို့တက်သုံးရော်လာတော့ကတော့အတူတွေထင်တာပဲဒီဟုတ်လားဆိုတော့ဒီလိုလိုက်မရှင်းနေတော့တော့သူကြာလာပါတယ်နော်ငါတော့ရရင် block လေးတွေလုံမယ်တကားလုပ်ဖို့တော့က crafting table ထဲမှာရမှာတကား let's go crafting table တော့ကြည့်လိုက်ရအောင်တကားရတယ်တကား yes တကားကဒါ6ခုမလို့ဒါလည်း3ခုယူလိုက်ပါဒီခုယူလိုက်မယ်ပြီးမှ still ဒါတစ်ခုယူမယ်လက်ရှိရပြီစင်ပြပါပြီငါလောက်ထားတဲ့ still လေးခုထား
ထားမယ်ပြီးရင်အိမ်မော်တက်မယ်ဒီမှာတကားတစ်ချက်ထားမယ်ထားမြောက်ဒီမှာထားခြင်းဒီတကားမှာလိုက်ပြီးတော့ပြန်ရမယ်အိုးရဟာဒီမှာတကားတစ်ချက်ထားမယ်ဒီထဲစိတ်မကောင်းဘူးနေနေလို့ကောင်းပါလေနော်ထေးရအဲ့ဒီကပတ်စောပါနေတယ်ထည့်ပြီတေတော့မနိုင်အောင်အမလို့ကဲအားလုံးနဲ့ဆင်ပြေပါပြီလိုတော့မီးတိုင်တိုင်းလို့အရှိမှလည်းမီးတိုင်နဲ့တိတ်မလို့ဆိုတော့တိုင်းချင်းအိုးရဒီချက်ကကျဲဝကျက်မှလို့ရှိပါလား yes ရပြီ what chest ကိုဖြိုးမယ်ပြီးတော့ပစ္စည်းစုယူလို့မရတော့အော်ပြေသွားပြီမလိုတဲ့ဟာကိုထုတ်ရမယ်ခဏကပြည့်ရမယ်လိုတဲ့ဟာကိုမဆိုတော့ပြည့်ရမယ် yes wait ဒါလည်းမလိုပြည့်ပင်နေတိတ်မလိုဘူးပြီးွားရင်ဘုံနဲ့မလိုဘူးဘကတခုဆိုရပြီဒီပန်းနေလည်းမလိုဘူးပန်းနေလည်းဘာမှမလုပ်လို့မရဘူးကြောက်လည်းမလို့ကြောက်လို့လည်းပြစ်မယ်ပြစ်ပန်းလည်းပြစ်ဝိုက်ပန်းလည်းပြစ်ဒီပန်းကိုလည်းပြစ်အော်ဒီပန်းကိုပြစ်တော့ငါအဲ့ရှိမစိုက်တာလိုက်မယ်ယောမစိုက်ရโอเคချူရပါဒီပန်းနေရကြတော့ဒီမှာစိုက်ထားလိုက်ယောထည့်ယူမယ်ပန်းကိုလည်းမထက်ဆိုင်ဘူးယောပန်းတီနှလုံးကတော့အော်စားလို့မရပါပန်းတီနှလုံးကငါခုနကချက်ရှိတယ်လေအိမ်ထဲကိုချက်ထည့်ပြီးသွားထားလိုက်ဝေးအာရှုပ်ရတယ်အော်အေးဟုတ်သားပဲအန်တီကကာဘူးမိwait plot it lo la alu na lo ya lo ma lo ni be ma ba lo ya yo ပြလိုက်ပြီalu na lo na lo plot it ထူရမယ် plot it yo 31တုံးလောက်ရတယ်ငါလိုတာအဲ့လောက်မလိုပါဘူးဒါနဲ့လည်းလိုပပိုလေးထည့်ထားလိုက်တော့ယောအဲ့ဒီတိုင်းလေးဖြစ်သွားโอเคဝေးဒီတိုင်းလေးဖြစ်သွားရင်
okay အဲ့ဆိုရင်စိတ်ပူကြမလို့တော့မကြည့်အိပ်ပေါက်သွားတယ်ဝင်သွားလိုက်ရင်ဟာလေ chest ထားရမယ် chest က8ခုလောက်ရှိရဆိုတော့အိုးဒီနောက်မှာထားမိ chest ကပဲအေးမနေရမားနေပြီရော chest ထဲကိုအကုန်ထည့်ရပါမယ်အရေးကြီးတဲ့ပစ္စည်းဖက်နှက်လည်းထည့်မယ်ခမောက်လည်းထည့်မယ်ဒီကိုရန်ဟာလည်းထည့်မယ်ဒါမှမဟုတ်လည်းထည့်မယ်အကုန်ထည့်ရမယ် chest ထဲကို okay ကုန်ထည့်ရမယ်ဝိတ်အာယုံလည်းထည့်မယ်ပင်ကလိုမြင်နေရလိုမှမလိုတာထည့်မယ်ကုန်ထည့်မယ်ဒီ soft လည်းထည့်မယ်ဒီဓာတ်ကဘာလို့လိုတာလဲဆိုတော့အဲ့လိုမျိုးဒီဟာကလေစော့ရင်လေအဲ့ zombie တွေပိုင်း spawn လာရင်ကိုချလို့ရတယ်ကွာတခါဟိုဗီဒီယိုမှာတော့တင်ထားပြီး zombie တွေပိုင်း spawn လာတာလေ crafting table လေမှာဖြတ်ဝိတ်ပြီးတော့အိုးဝိတ်what do it what do it အတွက်what do it ခဏလေး set တက်လုံးဒီမှာထားwhat do ထွက်လို့မရတော့ဘူးဒီတိုင်းမဲ့တော့ခုံထွက်လို့ရရင်ရမှာပဲခါလေးပါထွက်လို့မရပြီမာပြီထွက်မှလည်းမဟုတ်ဘူးကောင်းရဝိတ်ဒီတစ်ပိန်လိုက်ကြည့်ဝိုင်းဒီတစ်ပိန်တက်သားရအများကြီးလို့အဲ့ဒါတစ်ပိန်ဆိုင်တာပါကဲလုံနေဝိတ်ကြည့်ကြရမယ်โอเคခုံမယ်ခောက်မယ်ထပ်ခုံမယ်โอเคရပြီโอเคရပြီတက်သားနဲ့ရပြီဆိုတော့ခြံစည်းကိုလှုပ်လို့ရမယ်အော်နေအောင် crafting table ထဲမှာလှုပ်ရမှာချင်ပြီးတော့ခြံစည်းရွက် crafting table ထဲမှာလှုပ်ရမှာအိုးရဟုတ်တာပဲ stick တွေလိုသေးတယ်အဲ့ဆိုခြံစည်းရွက်လှုပ်လို့ရပြီဒါစနေခုဘာလို့ခြံစည်းရွက်လှုပ်တာလဲဆိုတော့ကားတယ်ဖတ်ဖို့မစင်စားနဲ့ကွာလာကြည့်နေနဲ့โอเคအခုနော်ဒါလေးဒါဒီထဲနေပြီးတူးရမှာဘာဖြစ်လို့ဆိုတော့အဲ့ကောင်လေးသိရမှာဇွန်ဘီတွေပါ spawn လာရင်ကိုကဘာလုပ်လို့မနိုင်ဘူးဇွန်ဘီတွေပါ spawn လာရင်မှာဒီလိုအဲ့လိုမျိုးလုပ်ရမှာโอเคရပြီအဲ့လို chance ခတ်ထားလိုက်ပါဒီဝိုင်းရင် crafting table ပြန်ဖြတ်မယ်ဒီကအင်းမှာပတ်ထား crafting table တဲ့ဒုံမမျိုးတော့တယ်နော်ခုဒီ yep အဲ့ရ sheep တကောင်လောက်တော့ spawn လာကွာအဲ့လိုမျိုး sheep တွေ spawn အဲ့လိုမျိုး yep ဒီကနေပြီးတော့ဝီးခုံလိုက်ပြီအနေရောငါဒီကနေပဲပြန်ထွက်လို့ရလို့လားမရဘူးလေငါစိတ်နဲ့ပဲ yep ရချက်စကန်ထားလိုက်အိုးနော်ဖြစ်ပြီတော်ပြီချက်စကူဒီမှာထားလိုက်တော့ဖြိုးလိုက်ပြီးပြန်ပြီးတော့ထားလိုက်တော့ဗီဒီယိုလောက်ထားရလဲတနားလောက်ရှိပြီဆိုတော့ဗီဒီယိုဒီမှာပဲရောက်ခွင့်ပြုပါနောက်ထပ်ဖတ်2ကိုပြန်တင်ပေးပါမယ်ပင်နေတဲ့စိတ်ထားပြီဆိုတော့ဗီဒီယိုဒီမှာရောက်ခွင့်ပြုပါပြီးသွားရင်တော့ရတယ်ဒီဆုံး Play Store ထဲကိုသွားပါပြီးသွားရင် one block map ဆိုပြီးရိုက်ပါ one block map ဆိုပြီးရိုက်ပါပြီးရှာလိုက်ပါတော့
မှာရှာလိုက်အပေါ်ဆုံးမှာတွေ့လာပါလိမ့်မယ် one block map for Minecraft ပေါ့နော်အဲ့ဒါကိုအမှဒီဟာလေးကို download လုပ်လိုက်တာသမီးမှာ download လုပ်ကြတာပေါ့နော်one block map for Minecraft ကိုရောက်လာရင်အဲ့ဒါလေးတစ်ချက်နှိပ်လိုက်မယ်ပြီးဝင်မှာအများကြီးရှိတယ်ကိုစောချင်တဲ့ဟာအများကြီးရှိတယ်ကွာအဲ့ဒီမှာ one block ရှိမယ်ဒီမှာ Minecraft in one block ရှိမယ် more than one block visas v2 ရှိမယ် monkey one block ရှိမယ်အများကြီးပဲပေါ့နော် many one block ရှိမယ်အများကြီးပဲ sky block အဲ့ဒါရှိမယ် sky block တွေရှိမယ်အဲ့လေ sky block ဒါဆို mega block ဒါရှိမယ်ပါဟာ mega sky block ဒါရှိမယ်ဒီမှာဒီ1 block ကိုစောချင်တယ်ဆိုရင်ဒီကတော့ဒါတမီးရပဲဒီ1 block ကိုစောချင်ဒီမှာအကုန် live ဆွဲရမှာ download ဒီမှာတွေ့လား download ဆိုတဲ့ဟာလေးရှိရဒီမှာ1 block in Minecraft 1 block စောချင် download ဆိုတာလေးရှိတယ် download နေဒီမှာ yes ကိုနေဒီမှာcount continue နေဒီမှာပြီးသွားရင်ကြာလေးကိုခဏဆောင်လိုက်ပေါ့နော်ပြီးရင်မှာရလာပြီအဲ့ဆိုရင် import to play နဲ့ yes ကိုနဲ့ပြီးသွားရင်ကို့မှာ Minecraft တစ်ခုရှိဖို့လိုတယ်ပေါ့နော်ဥပမာ Play Store ထဲမှာ Minecraft ဆိုပြီးရိုက်ချကြည့်လိုက်M I N E craft game မှာကိုကြိုက်တဲ့ Minecraft ကောနဲ့မှာ Block Crazy Minecraft ရတယ်ဒါ Minecraft ကိုကြိုက်တဲ့ Minecraft ကိုဆွဲထားလိုက်တစ်ခုဆွဲထားပြီးသွားရင်ဒီမှာimport to play ကိုနှိပ်လိုက်နှိပ်ပြီးရင်ကိုဘာနဲ့ဖွင့်ချင်လဲဆိုတာကိုဒါဆိုရင်ဒါနဲ့နှိပ်လိုက်ပါတော့အဲ့ဆိုရင်နှိပ်လိုက်ရင်မှာ game နဲ့ကိုရောက်တဲ့အထိစောက်ပေးပါ yes မှာ game နဲ့ကိုရောက်လာပြီနော်မှာပြမယ်ဒါတော့မှာရောက်လာပြီဆိုရင်အပေါ်ဆုံးမှာပေါ်နေရပေါ့နော်မှာ1အဲ့လိုမျိုးပေါ်နေအဲ့ဒါကြတော့ကိုယ့်ရဲ့1 block map ကိုပြောတာပါမကြည့်1 block map ဒီတမီဆော့ထားတဲ့ဟာကြီးပေါ့နော်မှာ MC1 နေဒီမှာအများကြီးပဲဒီမှာလည်း1 block ပဲအဓိက1 block ကိုဘာဆော့ကောင်းလဲဆိုပြီးတော့မေးချင်ဒီမှာပြမယ်ဒီမှာတွေ့လား Minecraft 1.19 1 block map ဆိုတဲ့ဟာဒါအခုဆော့ပြသွားတဲ့ဟာပါတော်တော်လေးလည်းမိုက်ပါတယ်ဒါလေးပါတော်တော်လေးလည်းမိုက်ပါတယ်ဒါမှမဟုတ်ကိုက sky block ဆော့ချင်လဲ sky block လေးကိုပါဒါလေးပါ sky block ပါဒီ sky block ကဆော့ကောင်းပါတယ်ဒီမှာတစ်ခါဆော့ပြီးရပေါ့နော်ဒီ sky block ကို okay အားလုံးပဲ bye bye နောက်ဗီဒီယိုကြမှာပြန်တွေ့ရအောင်